Io boh, amici. Ma nengen giaro, c'è un con nengen già, voi che ne che vedo, a me lì là ne de cacciaro, po' giù di da po', di me ne po' di da po', di matrini ma più ne lui ne c'è un po' di da po', solo da po' di, c'è un ruga, a dubico, sei sobi tonga mo, genilo sini miuri, c'è una mattina e due, c'è un ruga giù di tong su giara, tutto, nengen ga a me giaro, trova proofမရှိပဲနဲ့ evidence မရှိပဲနဲ့သက်သေမရှိပဲနဲ့ဖြစ်လာမယ့်ဟာကို prediction လို့ခေါ်တော့ခံမှန်းပြီးတော့သူတို့ပဲပြောမလဲအဲ့ဒါကိုကျွန်တော်နားလည်ဖို့ကျွန်တော်နားလည်ဖို့နားလည်သွားမိတယ်ပေါ့ဆိုလို့ဒီကျွန်တော်တို့ကဖေဖော်ဝါရီလလယ်လောက်တည်းကစတောင်းဆိုနေပေမဲ့လေကျွန်တော်တို့ကအရှေ့လျှောက်ဘာတွေဖြစ်လဲမဆိုမြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကခံစားချက်ချင်းတူတဲ့ခါကျတော့ကျွန်တော်တို့ကကြိုဖြစ်လာမှာကိုကြိုပြီးတော့သိတဲ့ခါတော့ကျွန်တော်တို့ကကြိုတောင်းဆိုတာ prevention လောက်ခိုင်းတာဒါပေမဲ့သူတို့ဘက်ကကျတော့ကျွန်တော်တို့လောက်မသိဘူးလေသိလည်းမသိကြအောင်ဆောင်းနေမှာပေါ့အဲ့ဒီခါကျတော့သူတို့ဒီသက်သေကိုပဲစောက်တာ evidence ကိုပဲစောက်တာ proof ကိုပဲစောက်တာကျွန်တော်ပြောသလိုပဲနိုင်ငံတကာအခင်းချင်းတွေနိုင်ငံတကာမှာသွားနေတာတွေအခုအနောက်နိုင်ငံများကုလသမဂ္ဂအစားအားလုံးဒီ science facts သက်သေအထောက်အထားများနဲ့ကြည်တာဒါကြောင့်အခု IMM ကိစ္စလို့နိုင်ငံတကာတရားရုံးမှာကိစ္စလို့မြန်မာနိုင်ငံတရားရုံးမှာကိစ္စလို့ပေါ့သက်သေကိုပဲကြည်တာသို့တော်လည်းမြန်မာနိုင်ငံတရားစီရင်စနစ်ကတော့တရားသက်သေမရှိမလို့ပါဘူးတရားသူကြီးတော့တရားသူကြီးကလည်းအပေါ်ကနေပြီးတော့ဘယ်လောက်10နှစ်ချသူချလိုက်9နှစ်ချသူချလိုက်ကြိုက်တယ်လို့လုပ်နေတဲ့တရားရုံးမှာအဲ့တော့မြန်မာနိုင်ငံရဲ့အနေအထားပေါ့ကျွန်တော်တို့အနှစ်60ကျော်ခဲ့ရတဲ့မြန်မာနိုင်ငံအနေအထားဒီနိုင်ငံတကာနဲ့ဘယ်လိုမှကျွန်တော်တို့ဆက်ဆက်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့နိုင်ငံတကာမှာဥပဒေဆိုတာဥပဒေတိုင်းသွားတယ်တရားသူကြီးဆိုတာတရားသူကြီးလုပ်တယ်ဆွဲချရှိနေတော့ဆွဲရရှိနေသူလို့လုပ်တယ်မြန်မာနိုင်ငံမှာဖြစ်ချင်သူလို့ဖြစ်နေတာတချို့ကကြတော့ငွေကြောက်တချို့ကကြတော့ဇောတွေကြောက်တချို့ကကြတော့အမိတ်ကြောက်ဆိုတဲ့သဘောဒီရိုးရိုးလေးပါအခုအဖမ်းခံရတဲ့လူများပိုသိမှာပေါ့နိုင်ငံရေးသမားတွေပိုသိပါတယ်အဖေါ်ကအမိတ်ပြီးလို့လုပ်တယ်ဆိုရင်သူတို့အဖမ်းခံရပြီးအင်းစိန်ထောင်ထဲရောက်သွားပြီးစစ်ကြောရေးမှာသူတို့ကိုစစ်ကြောတဲ့လူတွေကလည်းအပေါ်ကအမိတ်ပြီးတဲ့လူတွေနဲ့ပို့ပြီးရက်ဆက်ကြမ်းကြုတ်တယ်ဆိုတော့သူတို့ပိုသိတာပေါ့အကြောင်းတချို့သောလူတွေကပြောနေကြတယ်တယောက်တည်းကလုံနေတာတယောက်တည်းကလုံတာဘယ်လိုတယောက်တည်းဟုတ်မှလဲတယောက်တည်းကလုံတယ်ဆိုရင်အဲ့ဒီစစ်ကြောရဲ့လူတွေကမတရားဖမ်းခံရတယ်ဒီအခုဆန္ဒပြတဲ့ကလေးတွေကသူတို့ခရင်းဖြစ်လို့သူတို့ဆန္ဒပြရတယ်သူတို့အပေါ်ကပြစ်ခိုင်းမဖြစ်တယ်ဒါပေမဲ့အထဲရောက်ရင်နှိမ့်ဆက်ညှဉ်းပန်းစရာဘယ်လိုမလဲဒါပေမဲ့ပပဆက်ဆက်ကိုနှိမ့်ဆက်ညှဉ်းပန်းတာလေ88တောင်ဆိုစစ်ကြောရေးစကန်တွေမှာကြောက်ဆုံးရတဲ့လူတွေအများကြီးပဲဒါကိုကြည့်ကြရပြတာတယောက်တည်းမဟုတ်ဘူးအားလုံးဒီတောက်တိုင်နေတဖွဲ့ကြီးကိုစီကျူးရှင်းတစ်ခုလုံးဒုနီကောင်တရားသူကြီးတွေပြည်သူတွေမတရားဖမ်းခံနေရတာလူတိုင်းသိတယ်စေတရားသူကြီးလည်းသိတာပဲဒါပေမဲ့ချပေးနေတာပဲလုတ်ပေးနေတာပဲမိတ်တွေဆွဲနေတာပဲဥပဒေတွေဆွဲနေတာဒီနေရာမှာကြောက်လို့လုပ်တယ်တာမဆိုင်တော့ဘူးခင်ဗျာကြောက်တယ်လို့အလုပ်ထွက်လိုက်ဖို့တရားသူကြီးလုံးမှထမင်းစားရတာမှမဟုတ်တာကျောင်းဆရာမလုံးမှထမင်းစားရတာမှမဟုတ်တာဆရာဝန်တို့စီမလုံးမှထမင်းစားရတာမှမဟုတ်တာပြောချင်တာကလူလားကိုပါနေကြတာလူလားကိုပါနေကြတာဆိုတဲ့သဘောဒီအနှစ်60လုံးကျွန်တော်တို့ဒီတွေ့ဝေခဲ့ကြတာပြောချင်တာကလူလားကိုပါခဲ့ကြတာဒါပေမဲ့အဲ့ဒီဘာမှစကားပုံတစ်ခုရှိတယ်အစိတ်ပင်ကြီးမလောင်းနဲ့တဲ့ကျွန်တော်တို့တွေအစိတ်ပင်ကြီးလောင်းခဲ့ကျွန်တော်အပါဝင်နော်ကျွန်တော်လည်းပါတယ်ကျွန်တော်တို့တွေအစိတ်ပင်နေကြီးလောင်းခဲ့ကြတာမသိပဲနဲ့မသိစိတ်တွေကမမှန်ကန်မစင်စားနိုင်ခဲ့ကြဘူးအခုကျွန်တော်ပြောတဲ့ထောက်တိုင်ဆိုတာဒါတွေပဲဒီအပင်ကြီးတစ်ပင်ကောင်းဖို့အတွက်ယူလေးပါအပင်ကြီးတစ်ပင်ကောင်းဖို့အတွက်ထောက်တိုင်တွေလိုအပ်တယ်CDM movement လိုပဲလေဘယ်သူမှလိုက်မလို့ရင်သူတို့အပေါ်ကနေဘယ်လိုအမိတ်ပေးလို့ရပါလဲယူလေးပဲလေကျွန်တော်တို့ပြည်သူတွေအခုတောင်းဆိုနေတဲ့သာယာသောလူပုဂ္ဂိုလ်မြန်မာနိုင်ငံမှာရှိသော54သန်းပြည်သူအားလုံးကတကယ်ယုံကြည်ရင်တယောက်တော်သူကတစ်ဖွဲ့တော်သူကအယောက်100သောလူကအပေါ်အမိတ်ဘလောက်ပြီးကျန်တဲ့လူတွေကလည်းဘယ်ပူပေါင်းကူညီမလဲသူတို့ကိုယ်တိုင်မယုံကြည်လို့ပေါ့သူတို့ကိုယ်တိုင်အခုသွားနေတဲ့စနစ်ကိုသာယာနေကြလို့ပေါ့အဲ့ဒီစနစ်ကနေပြီးတော့အခွင့်အရေးတွေရနေကြလို့ပေါ့
SNECO Yongi, Pidu, Eluba Pinate Havi, Tortante, Trokuranga, Lula, Luchinijalupo. Era, Sibi Longa. Do the money, a Golomba Pine to Baluriamani. Dabe, appear Dabe. So let the body, Ujonoruga, Disanico, Toramu, Generuba Gale, Taju, Yen Saint Domesui. It's a name in the Mari, Mamma Uson Eludi, a Mia is in Najaro, a job kiss a summer. Elu, 2 weeks, Jalu, Generally not to be so door, I will appeal to Nama Sulu. Gidunama Sulu. Gidunama Sulu. Tadia sing and Lueli. Tadia sing and Drosene. Gidunama Sulu. Shobi. Sipping ye lowing, a miso yaguna. Sulu general body. General Dago yen sign dome, Alon Sompia Tavi Pied, Pola dome, General Usong me yen sign beame, Pola me so yago, General Doubt in Yaji Luade. Any doubt I could any, Jenny clean ediga. She anima, they can be tiny, down go no neama. Jenny Ulesi Pianida, down go no neama. Daddy go General, Nalebu Luade. Daddy Alongo, Kujinsabi Buluade. Daddy Alo Kunibu Luade. Atanizo. Tubo Hele, Jonogana, the Lube. Trube doubtanga, Kuneta Wama. Generally, seconds are just Kuna say Nijame, seconds are Kuna Naji Nijame, seconds are Kuna, Debio Nijame. And a seconds are Jibelli. Said each other, Pietinaga. Yet, Jonopiola Meta campaign, so that out Yojana. Yet, Meta campaign, Lopio, Piet Dada. She said to Jaro. Nanji. Canary, Yidari, Diado, Bionida, who put the word of Bioni Jarari. Biome a chain, Hodo Willutini. The Chodo Dunyadi, a goody reality with the bomb about Jadi Ulu, General Usare. That's not a mimo, that any. That General Yuta Biorava, General Biora, Mares or General Quiloba. Mandia, Ashitiago, General Lecamulu Abi. Tama General Naima. Naima. Through a doubt I need the General Mala doubt I need Shibuluade. Eddie to it. General a doubt I the coup yeto. Naganagale. Lopinina, Lopini. General Navio the Lue. General Balawe 6 of prediction in a 2 week through Loma General Jodidali. But General Pidu, Dan Chausega, Bangaze Joga. Nature Kanzara be pitted to it. Woman near money deludi, time that money deludi, Daddy Alu mean to it, be pitted to it. The same be the same Laromas or Tini Vili. Tina Cajaro, Adubi, General General 6 all the luna through other. Looking at the last one, through see we were him a year on Lake Malo. That's an opinion on Jora. Gulamasi with him, Adubi, John, with whom Athanamoto. Tabi me, Mania Savi, Nasakoni, any Danning Point. Killing him, Yagu, Pieta like it. Danning Pagani. Aku Nanganaga comes out of New Zealand, Ujijoku, and Pasaka to Bionevi. Tananganaga comes on, no Pasakago, Adu Bionevi. Gulamagama, alone Amada, Yiji, that Tawon, she dealt to me, Adu Sabionevi. Gulamaga, doing Mujo Bawin, Gulamaga, the Adu Bigasa, UN Asia, Atige, Sabionevi. Through Pasakago, Adu Bizora, Tolabi. General Lungere. The lag where on your through Mavio. But the mamma of the Bessie will Mavio. Gloma Lungi goes in my lemavio. Better than Mamma Mavio. I meant pure navy. I mean, I do be Bali. Processing my issue. You am peacekeeping Tessera, now so Malama. I do be Protello Bude, Janaganalu, the Pega Amiao Miamalo, Ganado, I do be brought out there, the Cupiame, Piede. No flying so Bali me, Pa me. Pablo the no flies on Lobi Madali, Bong Jay, the Noruba social in Amude, I'm yarding a piele on Drucagueluyam, and I do be them, Babu Luade. Don't know, Drodigo, Tasida, Lena Youngway, Lena Mayon, the Tara, Troyame, Atopani, Chatauda, Tale, I do be the Mueli. Protection, Loda. Prevention over the protection, Sura. Sitaji Lavi, Titan Hobu. Tautan Ruti Tabuluade. Atubi Sura. Now so Sema, you am a Tamashu Kamia.
ကုလသမဂ္ဂဆိုတာတက်မရှိဘူးစစ်တပ်မရှိဘူးနိုင်ငံတကာမှာခက်တကအဲ့လူမျိုးတို့တက်ပြတ်မှုလေအခုလို crime against humanity တွေ war crime တွေဖြစ်လာတဲ့အခါကျမှနိုင်ငံတကာမှာရှိတော့ခေါင်းဆောင်တွေကပြောရင်းနဲ့အဲ့ဒီ2005ကျမှအတူပြီဆိုတော့ပေါ်လာတာကုလသမဂ္ဂငြိမ်းချမ်းရေးတက်ကတော့ရှိတာကြာပြီအဲ့ဒါကဘာဖြစ်မလဲလက်နက်ကအကြမ်းဖက်မှုတွေနှစ်ဖက် conflict ဖြစ်ပြီးဆိုရင်နောက်ဆုံးလက်နက်ကနှစ်ဖက်လုံးကလည်းလက်ပန်းကျသွားပြီပြောချင်တဲ့သဘောတည်းလက်ပန်းကျသွားပြီမတိုက်ကျင်တော့ဘူးညှိနှိုင်းကျင်တော့မယ်ဆွေးနွေးတော့မယ်ဆိုရင်ဂျားကန်တက်တစ်ခုလို့တယ်အဲ့ဒီအချိန်မှာကုလသမဂ္ဂငြိမ်းချမ်းရေးတက်ကဂျားကန်ရောက်ပြီးတော့လက်နက်ကနှစ်ဖွဲ့ကိုဂျားညှိပေးတာအဲ့ဒါ peacekeeping တက်ပဲသူတို့ဒီငြိမ်းချမ်းရေးတက်ပဲအဲ့ဒီငြိမ်းချမ်းရေးတက်မှာလဲနိုင်ငံတကာကနိုင်ငံကြီးတွေကတက်သားတွေနေတယ်နိုင်ငံငယ်ရများတယ်တရုတ်နိုင်ငံတော့ပါတယ်ပြောတယ်အများကြီးပဲအဲ့ငြိမ်းချမ်းရေးတက်မှာတရုတ်နိုင်ငံသားတွေလည်းပါတယ်မင်္ဂလားဒေ့ရှ်ပါမယ်မလေးရှားပါမယ်နိုင်ငံငယ်တွေကများတာနိုင်ငံကြီးတွေကတော့ပါတယ်ဘူကျုပ်တွေလောက်ပဲလုံးမယ်ယာတူကြီးတွေလုပ်တယ်မ UK တို့ US တို့ Norway တို့အောက်ကတက်သားတွေအားလုံးကနိုင်ငံငယ်တွေကများတာဘာလို့ဒါတွေကပတ်စံနေနဲ့သွားတာအဲ့တော့အဲ့ဒီအဆင့်ဒီနောက်ဆုံးမှလာတာဒါမှ conflict တွေဖြစ်ရအောင်မှာဒါပေမဲ့ responsible to protect ဖြစ်တဲ့တခြားကျွန်တော်ကပြောတဲ့ no fly zone ကိစ္စတွေသူတို့လက်နဲ့မရဘူးကိစ္စတွေဒါမျိုးတွေသူတို့အားလုံးသွားအောင်အဲ့ဒီအဆင့်တွေသွားအောင်ဒါဆိုရင်ကျွန်တော်ပြောထားတဲ့ R2PP နောက်တစ်ခုပါလဲနောက်တစ်ခုဒီမဟာမိတ် alliance တက်များအဲ့ဒီတော့ကျွန်တော်ဒီ international summit တစ်ခုကိုခေါ်ခိုင်းနေတာအဲ့ရတဲ့စင်မဟာမိတ် alliance တက်တွေကလိုအပ်ရင်လိုအပ်တဲ့အကူအညီပေးမှာအဲ့ဒါကကြတော့ကုလသမဂ္ဂနဲ့လည်းမဆိုင်ဘူးလူချင်းကောင်စီနဲ့လည်းမဆိုင်ဘူးနိုင်ငံတကာခေါင်းဆောင်တွေနဲ့ပဲဆိုင်တယ်လှုပ်ရင်လှုပ်ဖြစ်တယ်ဆိုတဲ့သဘောဒီအမေရိကန်နိုင်ငံလုံးကဘာမှဘယ်သူမှမကန့်ကွက်ရဘူးအမေရိကန်နဲ့ UK နဲ့ NATO နဲ့ပေါင်းပြီးလို့ဘယ်သူမှမထိရဘူးထိတ်တယ်မတူရတာဆိုတဲ့သဘောဒီအမေရိကန်နိုင်ငံပါလာပြီးဆိုရင်ကဘာမှတော်တာအကုန်လက်ရှောင်ပြီသူလှုပ်ရင်အကုန်ပြစ်တယ်အဲ့ဒါကကြတော့သူ့နိုင်ငံခေါင်းဆောင်များနဲ့သူ့နိုင်ငံမှာရှိသောနိုင်ငံရေးသမားများလွှတ်တော်ကိုယ်စားလှယ်များနှစ်ဖက်ပါတီကသဘောတူဖို့လိုရတယ်နှစ်ဖက်ပါတီသဘောတူမှဒါလွှတ်တော်ကနေတစ်စင်သွားမှာဒါမှသူတို့ပြည်သူတွေကိုသူတို့ပြောလို့ရမှာဒုတိယမို့သူကနိုင်ငံရေးကစားပြီးတော့တယောက်ပြဿနာရှာလိမ့်မယ်ပြည်တွင်းနိုင်ငံရေးမှာကြရရလိမ့်မယ်ဒါကြောင့်အဲ့ဒါကနောက်တနည်းအဲ့ဒါကကြောင့်တော့နိုင်ငံတကာခေါင်းဆောင်တွေနဲ့ဆိုင်တာကမ္ဘာတာတမန်တွေဘာတွေမှမဆိုင်တော့ဘူးတာတမန်နဲ့မဆိုင်တော့ဘူးနိုင်ငံတကာခေါင်းဆောင်လှုပ်ချင်သူလှုပ်လို့ရတယ်သူလှုပ်ချင်လည်းဘာဖြစ်မလဲသူများဗမာလူရိုးလေးရှင်းပြရရင်လူကြားလို့ကောင်းအောင်သူဘာဖြစ်မလဲတက်သေးတွေဥပမာတွေအကြောင်းရှာမယ်အကြောင်းပြမယ်ဘာဖြစ်လို့လဲဒီနိုင်ငံတကာဥပဒေတွေအားလုံးကသူတို့ရေးဆွဲထားတာသူတို့ရေးဆွဲထားတဲ့အတွက်အဲ့ဒီဥပဒေရဲ့အားကိုသူတို့အကြောင်းရှာမယ်ဒါပေမဲ့လူကြားလို့လည်းကောင်းအောင်မယ်အဓိပ္ပာယ်လည်းရှိမယ် reasonable လည်းဖြစ်ရမယ်ကျွန်တော်ပြောသလို proof တွေလို့တယ်သက်သေတွေလို့တယ်လက်ရှိဖြစ်နေတာကိုလို့တာဒါကြောင့်ကျွန်တော်ပြောပြီးသားလေကျွန်တော်ကိုဗစ်ကြီးစဖြစ်တဲ့အချိန်မှာကိုဗစ်ကိုဘယ်သူမှမမှန်းနိုင်ဘူးဘာဖြစ်လို့သူတို့မှသက်သေမရှိဘူးသူသေသနာလောက်ထားတာမကြီးဒီကိုဗစ်ပိုးကဘလောက်ထိလူတွေကိုကူးနိုင်တယ်လူသားချင်းကူးလားတိရစ္ဆာန်ကူးလားလူသားဘလို့ကူးတယ်အဲ့လိုကူးကနေပြီးတော့ဘလောက်ထိသေနှုံးများတယ်လေအဲ့ဒီသေနှုံးများနေရနေပြီးတော့နောက်တစ်ခါအသွင်ပြောင်းလိုက်အဲ့ဒါသူတို့မှဘာမှသက်သေ proof မရှိတဲ့ခါကျတော့သူတို့မှန်းပြီးပြောတဲ့ခါကျတော့သူတို့ policy ဆွဲတဲ့လူတွေဆိုတာနိုင်ငံတစ်ခုက policy ဆွဲတယ်စီးပွားရေး policy တစ်ခုဆွဲတယ်လူမှုရေး policy တစ်ခုဆွဲတယ်စစ်ရေး policy ဆွဲတယ်နိုင်ငံရေး policy ဆွဲတဲ့လူတွေက strategy လို့ကိုတော့မဟာဗျူဟာဆွဲတဲ့လူတွေကသူတို့မှသက်သေလို့တယ်အထောက်ထားလို့တယ်အကြံဉာဏ်တွေလို့တယ်စိတ်ကူးရင်ပြီးတော့မုန်းနိုင်ခြင်းကြီးကိုဆူတောင်းပြီးတော့လုံးလို့မရဘူးလက်တွေ့လောကမှာရှိတဲ့ဟာတွေဒါကြောင့်ဒီကိုဗစ်ပိုးကြီးပေါ်လာတဲ့အခါမှာအခုထိသူတို့ဒီအစပိုင်းမှာလူတိုင်းခံလိုက်ရတာအမေရိကန်နိုင်ငံတော်9သိန်းကျော်ခံရတာနဲတဲ့လူမဟုတ်ဘူးနော်အမေရိကန်နိုင်ငံမှာလူတန်းတစ်ဝက်ကျော်သေးတာပြီကျွန်တော်နိုင်ငံမှာတန်းနဲ့တသိန်းနဲ့3000 4000တသိန်းနဲ့3000ကျော်ညီပါသေးတာပြီအခုတောင်သူတို့ထပ်ပြောနေတယ်ဟိုတနေ့ရဲ့သတင်းစာရှင်းလင်းပွဲမှာကျွန်တော်ပြောတာတက်သေးဆိုတာကျွန်တော်ပြောချင်လို့ဒီကာကွယ်ဆေး2ချိန်ထိုးပြီးတော့အဲ့ဒီကာကွယ်ဆေးဒီဘယ်လောက်ခံပါလဲနောက်တစ်ခါဘယ်ချိန်ကာကွယ်ဆေးပြန်ထိုးရမလဲဆိုတော့ကျွန်တော်တို့နိုင်ငံကသတင်းစာရှင်းလင်းပွဲမှာသိပ္ပံပညာကြီးရှင်းပြသွားတာရှင်းလေးမသိဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ကာကွယ်ဆေးထိုးတဲ့လူက6လမှမပြည့်သေးတာအဲ့တော့6လအခု3လအထိတော့ခံတယ်နောက်6လမှမခံဘူးမှသိမှာသက်သိမရသေးဘူးကန်ရှင်ထိုးရတဲ့ကာကွယ်ဆေးစထိုးတာကျွန်တော်တို့ဇန်နဝါရီလစထိုးတာအခုမှ3လကျော်ပဲရှိသေးတာအနောက်နေ့ဇန်နဝါရီလကျမှကျွန်တော်တို့အဲ့ဒီကာကွယ်ဆေးထိုးရတဲ့ကျွန်တော်အပါဝင်လူတွေကယောဂပိုးမကူဘူးဆိုရင်တော့အသေးကြတယ်ဒီကာကွယ်ဆေးတွေတစ်နှစ်ခံတယ်ဒါမျိုးသွားတာသက်သေလို့တယ်
Aku kan mami prediction me pione da shi dire. Let we ne theory ne let we ne kwa da ta ko da. Da jaw jono pyo tulu jono ro R2P ko sa taw no jono ro prediction ta phat ye လောက်ရက်ကိုကျွန်တော်တို့ပြည်တွင်းကနေလူတွေကခံစားမှုတဲ့ခါကြတော့နိုင်ငံရေးသမားအတွေ့အကြုံရှိတဲ့သိတဲ့ခါကြတော့ဒါမျိုးတွေဖြစ်လာတော့မယ်ဆိုတာသိပြီးသားသူတို့ဒီနောက်ဆုံးထွက်ပေါက်မရှိဘူးဆိုရင်လူကောင်းကိုလည်းပြစ်မယ်လောင်ချာနဲ့လည်းထုမယ်နောက်ဆုံးမြိုင်ဘုံမှာကျင်းမယ်ဆိုတာကျွန်တော်တို့ကသိပြီးသားဘာဖြစ်လို့88တဲကမြောက်ကလာမှာလင်းရန်နေဘုံစာရွက်ကျဲချတယ်လူစုခွဲမခွဲဘုံကျဲမယ်ဆိုပြီးအဲ့တော့နာမည်ကြီးပါ88မီတဲ့လူတိုင်းသိတယ်မြောက်ကလာမှာသူတို့ကားတွေကိုပြည်သူကဝိုင်းလိုက်တဲ့ခါမှာအဲ့တော့မြောက်ကလာဒီဥကုန်းတရာအစ်တော်မပေါ်သေးဘူးကြောက်ရွံ့တွင်းသားမှာဖြစ်တာကျွန်တော်သိတယ်အရင်တော့မြောက်ကလာမှာလူတိုင်းအဲ့တော့သူတို့ရဲ့ကြုံတော်တာကိုကျွန်တော်တို့သိတာဒါအဲ့ဒီချိန်ကဘယ်သူမှမပြောသေးဘူးဒါပေမဲ့အခုတော့ဧကုလမကတာဝန်ရှိတဲ့လူတွေနိုင်ငံခေါင်းဆောင်တွေအားစပြောနေပြီဒါကျွန်တော်တို့တော့ကောင်းခြင်းပဲဘာဆက်ဖြစ်မလဲကျွန်တော်လည်းမသိဘူးနောက်တစ်ခုဒီနေ့အမေရိကန်နိုင်ငံကလုံခြုံရေးကောင်စီမှာအမေရိကန်နိုင်ငံပြောမယ်ဘာဖြစ်လို့တလားတခါ तू ကဥက္ကဋ္ဌလောက်ရတယ်အခုကအမေရိကန်နိုင်ငံရဲ့ဥက္ကဋ္ဌလေးတခါကျဖြစ်တော့နိုင်ငံတိုင်းဝန်ကြီးက तू ဥဆောင်ပြီးစကားပြောမယ်အဲ့ဒီချိန်မှာစီးရီးယားအကြောင်းမြန်မာပြည်အကြောင်းယီမင်အကြောင်းပါမယ်လို့ပြောပြီးသားတခြားကိစ္စတွေလည်းပါမှာပေါ့ကိုဗစ်ကိစ္စဘာကိစ္စပေါ့နော်ဘာပြောမလဲဘယ်သူမှမသိပြောမှသိမှာဘာ policy သွားမယ်ဘယ်သူမှမသိအဲ့ဒီချိန်မှာကျွန်တော်တို့ပြီးခဲ့တဲ့လက UK နိုင်ငံကဥက္ကဋ္ဌဖြစ်တဲ့ UK နိုင်ငံ resolution တွေတင်တယ်ဒါကြောင့်လုံခြုံရေးကောင်စီမှာ2ကြိမ် UK က तू ဖြစ်တဲ့ချိန်မှာ तू တင်ပေးတဲ့အတွက်လုံခြုံရေးကောင်စီကနောက်ဆုံးရှုတ်ချတဲ့အချိန်အားလုံးသဘောတူတာအခုအမေရိကန်ကဥဆောင်ပြီးဖြစ်တဲ့ဒီနေ့သူတို့ဘာတင်မလဲဘယ်သူမှမသိဘူးတကယ်စီဝေးဖြစ်တဲ့ခါမှာသူတို့ဘာတင်လိုက်လဲဘာဆွေးနွေးမလဲဘာပေါ်လာမလဲအဲ့တော့မှသိဒါမဲ့ဒါကြောင့်ဒီရက်ပိုင်းမှာကျွန်တော်တို့ဖြစ်သမျှအားလုံးဒီဒါတွေပဲဆိုလိုချင်တာကသူတို့ဒီလေမြေပြင်အနေထားကျွန်တော်နဲ့သူတို့ပို့သိတာပေါ့သူတို့လည်းခံမှန်းတတ်တာပဲဒါပေမဲ့ခံမှန်းပြီးပြောလို့မှမရတာဒါကြောင့်ဒီ IMN ကဥသက်တည်သူ့တဲ့နေရာမှာသူလိုအပ်တဲ့စာဆိုဒါကိုပြောတရားရုံးနဲ့တူပဲလေဒါပြောတော့မှန်ကန်တဲ့တရားရုံးနော်ဗမာပြည်တရားရုံးမဟုတ်ဘူးကျွန်တော်ပြောတာသက်တည်လူတယ်အဲ့ဒီမှာမျက်မြင်သက်တည်လူတာတို့မင်းကန်ရှင်ကိုယ်တိုင်နှုတ်ကနေပြီးတော့ဝန်ခံချက်တွေလူတာဒီသဘောတရားပဲဒါကြောင့်ကျွန်တော်တို့ဘာမှမသိနိုင်ကျွန်တော်လည်းမသိနိုင်ဘူးခံမှန်းလို့ပဲရတာဒါပေမဲ့သေချာတစ်ခုကတော့ကျွန်တော်တို့ဖြစ်စေခြင်းတဲ့ဟာတွေအားလုံးကျွန်တော်တို့ကဖြစ်စေခြင်းတာမဟုတ်ပါဘူးအဲ့လိုပြောရင်လည်းဒါအရင်မတရားပြောရကြမှာဘာလို့ကျွန်တော်တို့လူကိုသေခိုင်းပြီးဖြစ်ရမယ်ဆိုတော့လည်းအတိတ်ပဲမရှိပါဘူးဒါကျွန်တော်လုံးဝလက်မခံပါဘူးလူသားတိုင်းတယောက်တိုင်းရဲ့အသက်တည်တတ်မှုရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကသေခိုင်းတော့ဖြစ်ကိုဖြစ်နေတဲ့ပြဿနာသူတို့ဘက်ကကြမ်းတာဒါကိုပြောချင်တာသူတို့ဘက်ကကြမ်းတဲ့အတွက်ဖြစ်လာတဲ့အနေအထားကိုကြည့်ပြီးတော့နိုင်ငံတကာကလိုက်ပြောတာပဲ trend တွေပြောသွားတယ်တမ်ပိုတွေပြောသွားတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ကလူချင်တာသူတို့ကလူယူတာတောင်းယူတယ်မပေးဘူးအဲ့တော့88မှလို့တရက်နေ့ရပြစ်လိုက်တယ်လူတွေငြိမ်သွားတဲ့ခါကျသူတို့နိုင်သွားအခုကျတော့ပြည်သူကမရဝင်ရမချင်းအသေးခံတော့မယ်ဖြစ်နေတာကပြည်သူကမရတော့ဘူးမရမခင်ငါတို့ဟာပြန်ပေးအဲ့ဒါခါကျတော့သူတို့ကလည်းတိုးပြီးလို့သူတို့လည်းဘာလုပ်ရမှမသိတော့ဘူးဘာလို့88မှာဆိုရင်ဒါ2ရက်3ရက်ပြစ်လိုက်တာနဲ့ပြီးသွားပြီဒါပေမဲ့ကျွန်တော်ပြောသလိုသူတို့ကပြည်သူကိုဖြည့်ဆည်းရှိတယ်အဲ့တော့ပါတီတွေထောင်ပေးလိုက်တာအခုကဖြည့်ဆည်းလည်းမရှိဘူးဘာလို့ပြည်သူကရတာတဲ့ဟာကိုသူကလူယူလိုက်တာကိုပြည်သူရဲ့အချစ်တော်ပြည်သူကောင်းဆောင်ကိုလူယူလိုက်တာကိုဖမ်းလိုက်တာကိုဦးတချို့သောသူတွေပြောနေတဲ့စကားတစ်ခုရှိတယ်ဒေါ်ဆန်းစုကြည်ဘာဖြစ်လဲကျွန်တော်လုံးဝလက်မခံဘူးဘာဖြစ်လို့လဲဒေါ်ဆန်းစုကြည်အခန့်ကဏ္ဍအများကြီးပါတယ်ဒီဒေါ်လာကြီးကဘာလို့ပြည်သူချစ်တဲ့လူကိုထိရင်ပြည်သူကမခံဘူးဒါပုဂ္ဂိုလ်ကြီးနဲ့လည်းမဆိုင်ဘူးဒါပြည်သူတို့သူချစ်တာဘယ်လိုလုပ်ရမလဲအဲ့ဒါကိုပြောနေတဲ့လူတွေမနာလူတို့ပြောတာလို့ပဲယူဆဘာလို့ပြည်သူကသူ့ကိုချစ်တာကျွန်တော်လည်းချစ်တာပဲဘာလို့သူတကယ်သူလုပ်နေတာကို policy လူဆိုတာ policy အမှားရှိမယ်အမှန်လည်းရှိမယ်အချင်းနေမိစိန်ကြက်ကမှဒါကသူ့ကိစ္စသူလည်းဖွင့်ပြောတာတခုမှမရှိဘူး तू က silent ဆိုတကယ် silent လုပ်တာဘာမှမပြောဘူးဘယ်သူကမှမဝေဖန်တာဘူး तू ကအဲ့တော့ပြည်သူချစ်တဲ့လူကိုအခုထိတဲ့အတွက်ပြည်သူကအရင်နဲ့မတူတာအဲ့ဒါတစ်ချက်နောက်တစ်ချက်ကတော့ပြည်သူကလူလွတ်လားကိုလိုချင်တာမတရားမှုကြီးမြင်တာလားဘာဖြစ်လို့လဲမတရားမှုတွေကလည်းမတရားသူတို့ကြီးပွားချမ်းသာနေတာအမျိုးတွေပေါ့အဲ့တော့ကျွန်တော်တို့ကတော့အဲ့ဒါတွေကြောင့်ကျွန်တော်တို့ကမှန်းပြီးတော့ပြောနိုင်တယ်ဒါပေမဲ့ကုလသမဂ္ဂကအခုမှသူတို့ကဒီ reality facts တွေကိုသူတို့တွေ့သွားပြီတွေ့သွားတဲ့ခါကျသူတို့စပြောပြီအဲ့တော့
ယနေ့ကလေးငယ်များကအဲ့လိုကဘာနိုင်ငံကြီးအခင်းကြီးကိုနားလဲကြတယ်အလွန်အမတန်တော်ကြတာသူတို့သိတယ်သူတို့လေးလာထားပြီးသားဘာဖြစ်လို့လဲကျွန်တော်တို့တိုးတက်လာတော့အင်တာနက်နဲ့အတူသူတို့စာတွေလေးလာထားပြီးသားသူတို့ဖတ်ထားပြီးသားအခုကျွန်တော်ပြောတာတွေအားလုံးဒီကလေးငယ်တွေအကုန်သိတယ်ကျွန်တော်ကတော့သူတို့စီကသင်ယူနေရတာဒီကလေးတွေအကုန်သိတယ်ဘာဖြစ်လို့လဲသူတို့မှအင်အားမရှိဘူးသူတို့သိတာပေါ့အလွန်ကြီးမားတဲ့အခုလေးပြားနေတော့ပိုင်ဆိုင်ထားတဲ့အကြမ်းဖက်အဖွဲ့အစည်းနဲ့ရင်ဆိုင်နေရတာနောက်ဆိုဘုံလာကျဲတော့မှာသူတို့အကူညီလို့တယ်အကူညီလို့ဖို့လေဘယ်လိုလုပ်ရလဲဗမာလိုပြောရင်တော့အသေးခံပြီးတိုက်ပြနေရတယ်အလွန်အမတန်ရင်နာဖို့ကောင်းတာသူတို့အသက်တွေတွေးနေရင်းပြီးတိုက်နေတာသူတို့ရဲ့ရဲရင်မှုကျွန်တော်မနေ့ကတခုကြည့်လိုက်ရတယ်ကြာသွားတဲ့ဒဏ်ရာရတဲ့လူတယောက်ဝင်ခဲ့တာဒီကလေးတွေကရဲဘော်စိတ်ဒါကြောင့်ကျွန်တော်ပြောတယ်ဒီကလေးတွေလက်ထဲကိုနိုင်ငံအလိုက်ပြီးပြီတိုင်းပြည်ခဲကောင်းပြီနိုင်ငံကြီးသမားတွေတော့အယောင်မဆိုးပေးနဲ့နော်အယောင်မဆိုးနဲ့သူတို့သွားလိုက်မယ်တလောက်ပြင်းနေခတ်နေတဲ့ကြားမှာကိုရဲဘော်ကိုဝင်ပြီးတက်ဆွဲရတဲ့တတိပြရဲရင်မှုတွေရဲဘော်စိတ်ရှိမှုတွေအဲ့တော့ကျွန်တော်ပြောချင်တာကဒီကလေးတွေသိတယ်ကျွန်တော်တို့ကဒီကလေးတွေကိုကြည့်ပြီးလိုက်ပြောနေရတာလိုက်အားပေးနေရတာဆိုတဲ့သဘောတည်းကျွန်တော်တို့တွားနေတဲ့လမ်းကြောင်းကြီးမှန်ကုန်မှန်နေကျွန်တော်မနေ့ကပြောသလိုပဲကျွန်တော်တို့မှလည်းတောက်တိုင်တွေလိုရတယ်အဲ့ဒီတောက်တိုင်တွေရှိမှဦးရှင်သန်လာတော့မယ်ကျွန်တော်တို့ကအရှိဦးကနေဦးဆောင်တိုက်မယ်အဖွဲ့လိုတယ်ကျွန်တော်ပြောပြီးသားလေကျွန်တော်ပြည်တွင်းမှာခန်းစားချက်တွေနဲ့ဘယ်လိုမှလုပ်လို့မရဘူးလားဘာဖြစ်လို့လဲတစ်ဖက်ကအရန်အင်အားကြီးတာအဆိုင်ခဲကြီးအဒုကြီးဒဲကြီးကျွန်တော်ကပြောသလိုပဲထောင်လိုင်းစကန်တွေမှာနှိမ့်ဆက်နေတဲ့လူတွေသူတို့တောက်တိုင်တွေအဲ့ဒီလူတွေလည်းအဲ့ဒီအခန်းထဲရောက်ရင်တစ်ချက်မှမတနာဘူးဒါကန်စားဘူးတဲ့လူတိုင်းသိမှာကျွန်တော်ကဒါမှန်းပြောနေတာဒါတွေကကြည့်ချင်းအဖြစ်သူတို့တောက်တိုင်နေဟိုနေ့အခမ်းအနားကြီးကိုကြည့်လိုက်သူတို့လူတွေဘလောက်လိုက်သူတို့လက်နဲ့တွေပြတာအခုသူတို့လူတွေအဲ့ဒါကြောင့်လေသူတို့ဘက်ကလူတွေကပြောနေတာကြိတ်ပြောနေတာအခုလိုနေထားကိုကြည့်ပြီးတိုင်တော့မယ်ငါတို့တိုင်တော့မယ်သူတို့ဘက်ကလူကိုပြောတာနော်ဖြုတ်တော့မယ်ဖြုတ်တယောက်မှအတိုင်းမထွက်အောင်လုပ်လိုက်ပြီးငါတို့ပြန်ချော့မယ်ပြီးတော့ငါတို့အေးစေးတစ်သက်လုံးစားမယ်အဲ့လိုမျိုးဖြစ်နေတာဆိုလိုချင်တာကကျွန်တော်တို့တွားနေတဲ့လမ်းကြောင်းမှန်တယ်နိုင်ငံတကာကလည်းသူလုပ်စရာရှိတာလုပ်နေတယ်ကမ္ဘာခေါင်းဆောင်တွေလည်းသူလုပ်စရာရှိတာလုပ်နေတယ်ဒါပေမဲ့သူတို့ကစကားတစ်ခွန်းတစ်ခွန်းပြောရတော့မနေ့ကအမေရိကန်သမ္မတကြီးပြောသလိုပေါ့ဒါပေမဲ့သူတို့ရင်ထဲမှာဘာရှိလဲကျွန်တော်တို့ဘယ်လိုလုပ်သိမလဲကျွန်တော်ပြောသလို2 unit ဆိုတာဘယ်သူသိမှာလဲဒီ2 unit ကိုဒီဇိုင်းနဲ့အဆိုင်လုပ်ထိုင်မလို့ဘယ်သူသိမှာလဲဘာကိစ္စအင်းနေအမေရိကန်နိုင်ငံခြားဝင်ကြီးအိတ်ဘောနဲ့တက်ရေးသူသိတာပဲအဲ့လိုမျိုးရေးကျွန်တော်တို့ဘယ်လိုပြောမလဲနားလည်မှုလွဲနိုင်တယ်သူသိတာပဲဒါသူတို့သိမှာပေါ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီရှေ့ဆက်ကိုသွားအောင်ကျွန်တော်တို့လှုပ်ရှားရှိတာလဲလှုပ်အောင်မယ်ဒါပေမဲ့ကျွန်တော်တို့ဆိုချင်တာကကျွန်တော်တို့အားကိုးတာမဟုတ်ဘူးခင်ဗျာမြုံလင့်တာလည်းမဟုတ်ဘူးကျွန်တော်ကနားလေတယ်ပြည်သူဘာဖြစ်လို့လဲကျွန်တော်တို့ကလုံးဝလက်နဲ့မဲ့နေတာမတရားလောက်ခံနေရတာဒါကြောင့်တရားနဲ့အနည်းနဲ့လက်နဲ့ချင်းရှင်တဲ့လူတွေကလာပြီးတိုက်ပြီးစေချင်တာဒါပဲအားကိုးတာမဟုတ်ဘူးမတရားလောက်ခံနေရတာဒါပဲအဖြစ်ရတာပဲမတရားမှုကအယမ်းများလာတဲ့ခါကျတော့ကို့မှလည်းမရှိဘူးလေအစင်တယ်ကိုကလည်းဒါတွေလက်နဲ့ကင်တဲ့အဖွဲ့မှမဟုတ်တာအေးဆေးចောင်းသားတွေပညာသင်တဲ့ကလေးတွေအေးဆေးနိုင်ငံသားတွေဘုရားတရားနဲ့နေတဲ့လူတွေဘာသာတရားနဲ့အလှတန်းရက်ရော်တဲ့လူတွေဒါမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုပြောတာနော်ဘာသာတရားတွေနဲ့အလှတန်းရက်ရော်ပြီးနိဗ္ဗာန်ကိုမျှော်ပြီးတော့အပင်ငရဲကိုကြောက်ရွံ့တော့နိုင်ငံသူနိုင်ငံသားတွေအဲ့ဒါကိုကင်ပြီးတော့ကျွန်တော်တို့ကိုလှုပ်ထားတာအလွန်အမတန်အေဂျင့်သောလူမျိုးတွေအဲ့ဒါကိုခွဲထားတာဒါကြောင့်ကျွန်တော်တို့ဒီအလွန်အမတန်အားနည်းနေတဲ့အတွက်ညှို့လင်းမိတာအကူညီလိုချင်တာတို့တော့သူတို့မှအခက်အခဲရှိမှာပေါ့တို့တော့စပြောနေပြီဒါအလွန်အမတန်အားရှိစရာပါကျွန်တော်တော့အားရှိတယ်ဖြစ်လဲဖြစ်လာရမယ်ရလဲရမယ်ဒါပေမဲ့ကျွန်တော်ပြောသလိုပေါ့ဘယ်လိုပုံစံနေကျွန်တော်လည်းမသိဘူးဟာကျွန်တော်လည်းမသိဘူးလေတို့တော့
အခုနလို no fly zone ကိစ္စတော့ကျွန်တော်တို့ဝိုင်းပြီးတော့တောင်းဆိုသင့်တယ်တောင်းဆိုသင့်တယ်ဒါဒီမတရားတာကြီးငယ်စက်မှာ KNU တွေမှာဒါအပြစ်မဲ့တဲ့ပြည်သူတွေထွက်ပြေးရပြန်ပြီလူသက်တောင်းပြီပါဘယ်တော့ကျွန်တော်တို့ဒါတွေပြီးဆုံးပါလဲအဲ့တော့ကျွန်တော်တို့ဒီတောင်းဆိုကြပါနိုင်ငံတကာလည်းမသိလားသိတာပေါ့ဗျာသိတာပေါ့ဒါမဲ့ကျွန်တော်တို့ရဲ့အင်အားတွေကျွန်တော်တို့ရဲ့ဆန္ဒဖော်ထုတ်မှုတွေတကဘာလုံးမှာပြောနေတာတကဘာလုံးပြနေတာအခုလုတ်ထဲမှာလည်းလူတွေမေးကြတာပဲသိတယ်သတင်းတွေတွေ့နေကြပြီအဲ့တော့ကျွန်တော်တို့နိုင်ကိုနိုင်ရမယ်ကျွန်တော်တို့သွားနေတဲ့လမ်းကြောင်းလဲမှန်နေနိုင်ငံတကာခေါင်းဆောင်ဒီနေ့အမေရိကန်နိုင်ငံသားဝန်ကြီး UNSC ပေါ့နော် United Nations Security Council ဘာပြောမလဲကျွန်တော်လည်းမသိဘူးလေအဲ့တော့ပြောလာတဲ့ခါကျရင်ကျွန်တော်သတင်းသိရင်သိသလိုတင်ပြပေးမယ်သေချာတစ်ခုကကျွန်တော်တို့နိုင်ရမယ်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့အပင်ရှင်သန်ဖို့အတွက်တာယာသောလူပေါင်းကျွန်တော်လိုချင်သောဒီမိုကရေစီနိုင်ငံတော်ကြီးဖက်ဒရယ်နိုင်ငံတော်ကြီးအဲ့ဒီအပင်ရှင်သန်ဖို့အတွက်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအပင်ကြီးရှင်သန်ဖို့အတွက်အဲ့ဒီအပင်ကိုတောက်ထောက်မဲ့တောက်တိုင်လူလိုအပ်တယ်အဲ့ဒီတောက်တိုင်ထဲမှာကိုလည်းတတ်အားတောက်တိုင်တစ်ခုဖြစ်အောင်အားလုံးဝိုင်းဝန်းကြိုးပမ်းပေးကြပါလို့ပြောကြားလို့ရင်ကျွန်တော်လည်းအလုပ်ရှိသေးတဲ့အတွက်အရေးတော်ပုံအောင်ရမည်အရေးတော်ပုံအောင်ရမည်အရေးတော်ပုံအောင်ရမည်